ခေဖျားလူကြီးတွေကတော်ပါတယ်မဆောင်ပဲဖြစ်မတော့မြကလေးတွေကခိုးရခိုးနေတညာလုံးအိပ်ရရှာဘူးကလေးတွေကခိုးမလို့လက်ကလေးပေါ်လာလဲဟာကောင်းလေးတောက်ဒုတ်ကြီးနဲ့တော့ကြလဲခေါင်းလေးပေါ်လာဟဲကောင်းလေးတွေမလုံးနဲ့တော့တောက်ဒုတ်ကြီးနဲ့တညာလုံးအိပ်ရမနဲ့မိုးလင်းတော့မှဖျားလူကြီးတွေကအထုပ်ကြီးတွေနဲ့ပြန်ကြစောင်းထုတ်ပြချမ်းချမ်းနဲ့ဆောင်းတွင်းကြီးသိရသားနဲ့ဘုရားဘောဖွင့်ကြစို့ကိုင်းဆိုးစားနောက်ကအနန္တ၅ပါးကိုရှ िख ိုးပါဤဘုရားနှစ်ကြိမ်ဆိုပါဦးဒီလိုရှ िख ိုးရမှာတညတိုင်းလားညတိုင်းလားညတိုင်းရှ िख ိုးရတရားနာပရိသတ်ကိုလည်းတရားနာတုံးတင်မဟုတ်ဘဲနဲ့ညစဉ်ညတိုင်းအဲ့ရလေးခင်ဒူးလေးတုတ်လက်အုပ်ကလေးချီပြီးညတိုင်းရှ िख ိုးကြဒါကိုပဲဘုန်းကြီးတို့ဗမာပြည်လှဲပြီးတော့ဘုန်းကြီးတို့ဟောနိုင်တဲ့အချိန်မှညစဉ်တိုက်တွန်းနေရပါဘုန်းကြီးဟူတရက်မှမနာပဲနဲ့ညတိုင်းတိုက်တွန်းနေရသက်သာခွင့်လေးတွေရကြအောင်လို့အနန္တ၅ပါးညတိုင်းရှ िख ိုးတယ်ဆိုရင်ဖြင့်ယောက်ျားမိန်းမကလေးလူကြီးသက်သာခွင့်လေးတွေငါးပြားတစ်စိတ်မကုန်တော့လဲပဲမိမိတို့နောက်ဒီစေရနာလေးတွေအရေးတဖွယ်လိုက်ကြပါစီတော့လို့ဒါတိုက်တွန်းရပရိသတ်ကြီးမနေ့ကတုန်းကမဟာဒုတ်အိမ်ဘယ်သူရောက်နေပါလဲတရားရောက်တရားကဘယ်လိုပုံစံနဲ့မဟာဒုတ်ဆင်းရဲသားအိမ်ရောက်နေတာပါလေထမင်းတယ်မဟုတ်ဘူးကွထမင်းချက်အေးရောင်းမကြီးထမ်းလို့သမင်းကြများအလိုရှိရနိုင်ပါတယ်ခင်ဗျာလို့ဆိုတော့မဟာဒုတ်ကြီးတန်ဃာတစ်ပါးနဲ့ပင့်ထားတဲ့ပုဂ္ဂိုလ်ဆိုတော့ဟောတောင်မြင်တဲ့ထေကတန်ဃာ1000ခင်ဗျဟောကျွန်တော်တို့မြောက်ပြင်တဲ့ထေကတန်ဃာ900ခင်ဗျအဲ့ဒီသွားချက်ပါလားလို့ဆိုတော့မဟာဒုတ်ကြီးဒီလိုပြောလိုက်တဲ့ဆိုရင်ပဲမြတ်သဘိရမယ်မဟာဒုတ်ရဲ့ဆုံးကိုချက်ချင်တဲ့တရားမင်းကသမင်းကြရောင်ဖန်ဆင်းလာရာကနေပြီးတော့မဟုတ်ပါဘူးခင်ဗျာအခကြေးငွေနဲ့ကျွန်တော်ချက်တာမဟုတ်ပါဘူးကုသိုလ်ပြည့်ခင်ဗျတထေးဆုံးမဆင်းရဲသားရဲ့ဆုံးမဒီလိုမဟုတ်ပါဘူးခင်ဗျဒါနဲ့မဟာဒုတ်ကြီးကကိုင်းတာဖြင့်လာပြုတ်ဆိုတော့မဟာဒုတ်အိမ်တရားရောက်တဲ့နေရာဘုန်းကြီးရထားခဲ့ကိုင်းဒီတော့ကောင်းပြီတရားမင်းရောက်တော့ချက်ပြုတ်ကြတိုင်ပင်ကြပေါ့မဟာဒုတ်နဲ့ဒလိဒ္ဓတို့တညာလုံးအိတ်မပြောဘူးဓမ္မရဲ့တန်ဃာတော်တစ်ပါးငချင်းသားနဲ့လှူရတော့မကွဲဓမ္မရဲ့ပျော်လုံးဒါမှန့်ကြည့်လို့ရပါအခုကြည့်အိတ်မပြောကြဘူးအဲဒါလို့အိတ်မပြောပဲနဲ့ချက်ကြပြုတ်ကြနဲ့မိုးလင်းကနီးရောက်လာတော့ကိုမဟာတို့ဘာတော့ဓမ္မရဲ့တော့တန်ဃာတွေပင့်လာလိုက်ကြတယ်စီတန်းလို့ကြည်ညိုစရာကြီးကျွတ်တို့သူများတဲ့တွေလို့တန်ဃာများလှူခြင်းပေးမယ်လို့ဆင်းရဲသာဘဝဆိုတော့တန်ဃာလေးတစ်ပါးရှာပါပင့်ထားရတာကိုမဟာတို့ရဲ့တော့ကြသူများတွေပင့်သွားလို့ကျွတ်တို့မရလိုက်ဖဲနေရင်ခက်မဲဒါကြောင့်ကိုမတို့တန်ဃာပင့်ကြည့်တော့လို့ခိုင်းတော့မဟာဒုတ်ကြီးမအိပ်ရပေမဲ့လို့မျက်နှာကလေးသိကြည်လင်အောင်အပေါ်ယုံမစိုးလေးလွှမ်းပြီးတော့တန်ဃာအပင့်ထွက်သွားဟိုရောက်တော့လူအုပ်ကြီးနဲ့ဘုရားလူကြီးကလည်းတရားနာပြီးသားတန်ဃာတွေစရင်ခေါ်ပြီးတော့တောင်ပြင်းတစ်ထေကသံဃာ1000ကျွတော်မူပါဖရာမိုက်ကြီးနဲ့ရံပြောတာနော်အဲ့ဒီတုန်းကဒီမိုက်တွေရှိကြမရှိဘူးဒါခုခင်းနဲ့မှားရတာပေါ့ဗျာရှိများနေမလားတော့ကျွတ်တို့လည်းမသိဘူးပေါ့စားရဲတော့မပါပါဘူးမှားရတာပေါ့ဟာတန်ဃာ1000နေဘူးဟာမြောက်ပြင်းတစ်ထေကသံဃာ900ကျွတော်မူပါဖရာပင့်လိုက်ဟေး900ဟဲ့
Maharo Tangali Shasha Baba Davare Pentara Mimbo Majamba Balakwe Chivyali Tau Tau Vido Lure Makayev Senior Go Pasanshi Ludiga the round net like my John Chivyali Tau Tau Chi Now Chi Lu Oji said of Yalujinaka Yo Baji Hey, go. Did I want me go? Oh, yeah. But you know, we will have. Generally, Tanga saying business in a carunga. Tima young take me. Men now Wagama Lulo, Sierra, no Wagama Lulo, where I yellow. Waji could I? Nevalam Quimpialu General Tangara Vasia Molavia General Hori Longajina as here to Amuezo Maharu Wakaya Quanga Amiane Mayaram Vivugua He come with Vivugua Mavive Melokamia General Bitares saying Tangarava Pimula Kaya Te Quaja the go Ha Tangaringa the town ping on Mimula Mimesi out there. Go me Guam Shiu Pialujita Dido Dinia a big one piano. Ha go me Guam Shiu Hobia Pialuji Kamiavel look like that. Oh, I'm a Shiva who's only a little of my own guap. General Madonna and Bukamia General Mahado, you come to Madonna, you got Tochiqua. She will know than me. Mashive Melu General Tangamaya, a Melu Lopido, Piana, Maru Kamia. Ah, me, she don't let she don't be a book, I mean, I like Buriama. Pialuji low bound. Mashiva will join than a man pay Gabido. Time, me, not saying Pidado, my head. Tabi Malonga see him at Tommy who got made what? Eh, can you ever look like that? Oh, Tangali Shasha Baba Dava Pimpido Tara. Oh, Ingan Namali Delijaga Tangaravat Lumes who bido Chep Yo Bido a Golong season baby Kanya. Janop Yangualu see him here. Family come Haru Tangarava. Don't let tell the women Yamala. Jadu Betanga Luya Maro. Come Haru, by the way, Maloya Marolo. Mayali Allah Dalita May Fi Jano Apikalaji Namaye Tangarava Mayaro Quello, Piola Luciano. Somebody in a Mayali Jasharo me Sare to allow Pam Tima Wujugan and a Shashini. Do the Mayama or Dilubio man and do my area. Hiccup, me Pammy Balubio Yogua. Don't go, she will go on no Guami Ujon. Guy, Jivia Ujong Young Lodo, Lugavia, Mahado, Ujong Young Dios. Pialuji that did it. Tabri Jodo cook Pialuji Mova, Horong of Pialuji Bion. How dare ya? A cookie Pialuji they got Dobari. Sonor in a Momo Yamya Gong Momo, Tintare Sonor in a Duro with Sonasha. Cookie Pialuji they got Dobari. My son will have him a Romia, Galeria Koa Kone. Tanyalo Eashabu. Galeria Kono Legale Bola like Hagonly. Dog, Dogine. Don't I call it all? I call it alone and not dog, Dogine. Don't I look at ya? My name Molino, my Pialuji, a Togi in a piana. Sound over ya, Chan, sound when you be a lane. Sound about where Eluya. Try on cookie Pialuji, Dojava. Homaji, oh Pialuji Luba. Take on one me Ujon. General Bello Lobido Piava Maro Pialuji Kamia, General the way may I am a piano Kamia. Hago, my piano, Pimala, Mayama, Ubionima.
ခမရဒီလိုလှုပ်ရလေချင်းဆင်းရဲသားမှုခမရဒီလိုလှုပ်တာပေါ့တန်ခါတရားတစ်ထောင်ပြနိုင်တဲ့သထေးတွေကြခမရဒီလိုလှုပ်ရပါဘူးဖယားလူကြီးခမရတော်လဲတော်ပါဘူးရဲ့ကျုပ်အပေါ်ခမရဒီလိုလှုပ်လိုက်ရင်ကျွတ်တို့မလှူရလို့တန်ခါတစ်ပါးချွေးနဲ့ဇာကလေးနဲ့စုဆောင်ထားသမျှကျင်တော်တို့တန်ခါဌာနကြီးမြောက်နိုင်ပါမလားမြောက်မမြောက်ကွာမရှိတာပေါ့တော့ကွာငေါ့ထုတ်နှမရဲ့တန်ခါတစ်ပါးမရတော့ဘူးတဲ့နှမရဲ့မင်းကတော့ချွေးနဲ့ဇာလေးနဲ့နိဗ္ဗာန်ကိုရည်မှန်းပြီးတော့လှူဒန်းရင်လို့ချစ်ပြုံလောက်ကင်ပြီးတော့ထားပေမဲ့လို့မလှူရတော့ဘူးမင်းရည်သူတဲ့နိဗ္ဗာန်ကိုမြော့မှန်းပြီးတော့ချက်ထားတဲ့ဆွမ်းတွေမလှူရတော့ဘူးနှမရဲ့လို့မဟာတို့ဝန်းနဲ့ရှာလွန်းလို့မယောအလားဓလိတာခမမှာဟာပွဲတဲ့ဆိုငိုမှာပေါ့ဗျာခမတို့ကပြောမှာဘုန်းကြီးမငိုတဲ့အတိုင်းပဲလို့ပြောပြနေတာသူဒီလိုငိုလိုက်မှာဗျာမယောအလားဓလိတာခမမှာဓမ္မရတဲ့သပိတ်ကိုလူမဲ့ကြောင်းလို့ဟမလေးကြည်ဆောင်မောင်သူလူချင်းလို့ကြီးမှန်းထားတဲ့နိဗ္ဗာန်ကြီးအခုဒီဆမ်းမလူရရင်ဘယ်လိုနီးနဲ့မှငါတို့နိဗ္ဗာန်မြတ်နိုင်တဲ့အထုံနောက်ကမပါတော့ဘူးရဲ့လို့တပါးတန်ခါကိုလှူမဲ့ကြလို့သူရွယ်ပြန်နိဗ္ဗာန်နောင်ကိုလားလမ်းမဖြင်ခက်ပါပြီခလောမလေးကြည်ဆောင်မောင်မင်းလှူခြင်းနဲ့တန်ခါတော်မှလှူနိုင်တော့ဘူးနှမရဲ့ဖယားလူကြီးလူလဲလို့လို့ဖယားလူကြီးငါတို့ရဲ့ဆင်းရဲသားအပေါ်ကိုနှိပ်စက်လို့ငါတို့မလှူရတော့ဘူးကွယ်လို့ဖယားရဲ့ကြီးတဲ့လူကြီးဖယားလူကြီးမို့ခံရပြီနှမရဲ့ဒီကောင်မင်းတဲစော်ကားပါလားမင်းငါဖယားရဲ့ကြီးတဲ့လူကြီးတွေပါလေနဲ့မဟုတ်ဘူးလားခင်ဗျဘယ်ဟောမှာတော့ကွာဟုတ်တယ်ခင်ဗျကျွန်တော်ဖယားထမ်းသွားရင်သပိတ်တစ်လုံးနဲ့တန်ဃာတော်ဘာရရင်ရအောင်မယ်အခုဖယားလူကြီးထမ်းကျွန်တော်အားကိုသဟဲနဲ့ဒီသပိတ်တာဝန်ယူမေးလို့အခုမလှူရတော့ဘူးခင်ဗျဖယားရဲ့ကြီးတဲ့လူကြီးဖယားလူကြီးမို့ခံရပြီနှမရဲ့အများယူပြီးတာငါ့ဘတောင်းမကြမ်းပါဘူးတဲ့မလေးကြည်ဆောင်မောင်သူများတွေပင့်သွားလို့ငါ့ဘတန်ဃာတစ်ပါးမကြမ်းတော့ဘူးနှမရဲ့ငါဘယ်လိုလုပ်ပြီးတော့လှူရပါမတော့နှမရဲ့တန်ခါမရလို့ရှိရင်တော့ငါအိမ်မပြန်တော့ပါဘူးမင်းထမ်းမျက်နှာပြမလှလို့ငါအိမ်မပြန်ခဲ့ဘူးနှမရဲ့ကျွန်တော်သဖိတ်မရရင်မပြန်ဘူးခင်ဗျာတဲ့ခဲနေကိုကွာမင်းငါလာမင်းအကြက်ကိုင်းနေတာကိုကွာမရှိဘူးဆိုပြန်သွားအေးတာပဲမပြန်ဘူးခင်ဗျကျွန်တော်ပြေးခဲ့တဲ့စရင်ကိုင်ဟစ်ကောင်ငါတော့မနှိမ့်ဆက်ပါနဲ့ကွာဘုရားလူကြီးကပရိသတ်စဉ်းစားနော်နှိမ့်ဆက်တာသူကဗျငါတော့မနှိမ့်ဆက်ပါနဲ့ကွာကိုင်ဒီမဟေ့တို့သုံးလောကထိုထားကတ္တဗမြတ်စွာဘုရားရဲ့မြတ်သဖိတ်တော်ဘယ်သူမှရသေးဘူးကွာအဲ့ဒါလေတန်ခါစရင်နဲ့မပါလို့ဘုရားရဲ့မြတ်သဖိတ်တော်ကြံနေကွာဟေ့ကောင်မင်းငါလမ်းညွှန်လိုက်မကွာငါလည်းမနှိမ့်ဆက်ပါနဲ့ဒီမဲ့ဖယားထံသွားလို့ရှိရင်မင်းအခန့်တင့်ကမြတ်သပိတ်ရမှာကွာခင်ဗျာဟုတ်ကဲ့လားခင်ဗျာဟုတ်တယ်ကွာမင်းအဲ့ဒီသွားပါလားဒါပြီးကျွန်တော်သွားမယ်ခင်ဗျာလို့အများယူပြီးတာငါ့ဘတောင်းမကြမ်းပါဘူးတဲ့ဟဲ့အရဟံဘဂဝါတဆူရလို့တဲ့စိတ်တဲ့နဲ့နမယေတလိတာမင်းမြတ်သပိတ်ရမှာအေးမှာပါကလားဆိုပြီးငိုတော့ပေါ့ဗျာတိုင်းငိုပြီးတော့ဖယားထံပြေးလိုက်တာဘုရားကြီးခန္ဓာကူရီတိုက်ပေါက်မှဖွင့်သေးဘူးဗျတိုက်တကားစောင့်နေတဲ့လူတွေကြည့်လိုက်တော့တိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ရဲ့ပြီးတော့ဗန္ဓုလစစ်သူကြီးရဲ့ပြီးတော့တက်
တော်ရှိအမတ်ကြီးတထဲတွေသူတွေဆိုတာတော့ပြည့်ညတ်လို့ပေါ့သူတို့ပေးလိုက်မှထင်လို့ဘယင်ကလည်းငါရှင်မရင်နဲ့ဘုရားကငါမျက်နှာမြင်ငါပေးမှာတဲ့စစ်သူကြီးကလည်းငါစစ်သူကြီးတဲ့ဘုရားကငါမြင်ငါပေးမှာတဲ့အသက်တော်ရှိကလည်းငါမြင်ငါပေးမှာတဲ့စောင့်ကြဘုရားဦးကြောင်ကြောင်မျက်နှာလိုက်ပေးမယ်ဘုရားမှတ်စောင့်ကြဒီထဲမဟာတို့ကြီးကရောင်လေရောက်သွားအဝိကဆုပ်ဆုပ်ပြပြဟဲ့ကောင်ဘာလို့ခင်ဗျတော့ဖះတောင်ကျင်းရကမထားသေးဘူးမင်းဒီချိန်လာလို့မစားရဘူးကွာတော့တရောင်းသားမှလို့ငေါ့ထုတ်ဒီဟာမငေါ့ကြပါနဲ့ခင်ဗျာကျွန်တော်တရောင်းသားမဟုတ်ပါဘူးခင်ဗျာအမေရုပ်ကတရောင်းသားမဟုတ်ဘယ်လိုရုပ်တုံးကွာစုပ်တက်ပြက်နဲ့တော့ကွာဟေကောင်ညင်ပတ်နဲ့ကျွန်တော်တရောင်းသားမဟုတ်ပါဘူးခင်ဗျာကျွန်တော်ဖះကိုယ်တော်မြတ်ထံမြတ်သပိတ်အတနာခံမလို့ဟောဒီလောကကြီး၌အမွဲဆုံးအဆင်းရဲဆုံးမဟာဒုက္ခပါခမညာမိုက်ပါပြီကွာဟေးကောင်မင်းနေသားမောင်မင်းယုတ်ကမြတ်သပိတ်ရမယ်ယုတ်လားကွာတော်သားမကွာအမေယုံနဲ့ဟေးအိုးမအာမနာတယ်ငေါ့ထုတ်ကြမတော်ဘူးခမညာကျွန်တော်မြတ်သပိတ်ရအောင်အတနာခံမယ်လို့လူရူပရိသတ်ကြီးတဲ့ဇွတ်ခွဲဝင်ပရိသတ်ထဲဇွတ်ခွဲဝင်ပြီးတော့ဂန္ဓာကုရီတိုက်ပေါက်တကားခေါင်းနဲ့ဆောင်းလို့မှန်လားပါဗျာဘုံတော်6ဆုံးကုန်းတော်အနန္တနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဖရာတပည့်တော်သည်ဟောဒီလောကကြီး၌အမွဲဆုံးမဟာဒုက္ခအဆင်းရဲဆုံးမဟာဒုက္ခပါဗျာတပည့်တော်တန်ဃာတပါးပင်ထားတာဖရာလူကြီးဦးကြောင်လို့လူတရားမြတ်လို့မရလို့တန်ဃာတပါးလည်းပင်တရားမရလို့တပည့်တော်အတနာသဖြင့်မြတ်သဘိတ်ကချီးမြှင့်တော်မူပါမြတ်စွာဘုရားလို့ဘုရားရှောက်လိုက်ဘုရားကိုယ်တော်မြတ်ရှောက်လိုက်တော့ကြောက်ဆိုတကားပွင့်ကန္နာဂုရီတိုက်တကားပွင့်လာဝင်လာပြီးရွှေမရိုးစီအဆင်းရှိတဲ့လက်မောင်းတော်ကဆန်တန်းလို့မြတ်သဘိတ်ကရွှေလက်တော်နဲ့ကင်ပြီးဘုရားကိုယ်တော်မြတ်ကမဟာဒုတ်လက်ထဲကအလိုက်ပါရောဗျာပိဋကကြီးမြတ်သဘိတ်ဘသူလက်ထဲရောက်သွားတော့ကင်မဟာဒုတ်အလိုက်တော့သူတို့မြင်လို့မျက်နှာကြီးရာဟင်းဘတ်ပါပေးလိုက်မဲ့ထင်ပြီးတော့စောင့်နေတဲ့ရှင်ဘုရားသဘိတ်မဟာဒုတ်လက်ထဲအလိုက်ရောဘသူမှမျက်နှာမလှဟာဘယ်နဲ့ဟာကြီးလက်ထဲရောက်သွားတာလို့ဟာစုပ်ပြတ်နဲ့ကြည်စားမဖြစ်ပါဘူးငါသထေကွာငါသူကျွဲကွာငါသက်တော်ရှည်ကွာနဲ့ဝဲမဲဆိုပြီးတော့မဟာဒုတ်နောက်လုံးလိုက်ကြတဲ့လူအုပ်ကြီးမဟာဒုတ်ကြီးကလည်းဝန်သားလုံးလို့မြတ်သဘိတ်ကြီးထမ်းလို့ဒီလောကီဂုံတူကျုံမှုလို့စိတ်ပြောတယ်အော်ဘီပိဿပျော်လုံးလို့ဒီမြတ်သဘိတ်ကြီးထမ်းလို့ဒါလို့ထမ်းသွားတော့နောက်ကနေပြီးလုံးလိုက်ရဟဲ့မာတော့ခင်ဗျာကွာမြတ်သဘိတ်တို့ရောက်မလားကွာမင်းဆင်းရဲတယ်ကွာခင်ဗျာနေပေါင်းခင်ဗျာဘာဆင်းရဲတာတို့ခင်ဗျာမင်းကွာတနေ့လှုပ်စားတနေ့မနဲ့ရှာစားရတော့မင်းဆင်းရဲလို့တဏှာလို့တို့မြတ်သဘိတ်ရောက်မလားကွာအိုးဆင်းရဲပါဘူးခင်ဗျာကျွန်တော်မဆင်းရဲပါဘူးခင်ဗျားတို့ကျွန်တော်ပစ္စည်းဆင်းရဲတာသာမြင်တယ်ကျွန်တော်ပစ္စည်းဆင်းရဲပြီမဲ့လို့စေရနာမဆင်းရဲတဲ့မဟာဒုတ်မို့ကျွန်တော်ဝင်းတဲ့ကစေရနာကိုသိလို့ဖယားကိုတော်မြတ်ကိုတော်တိုင်းမြတ်သဘိတ်ကအလိုက်တာခင်ဗျာရောက်ပါဘူးခင်ဗျာမဝဲကြပါနဲ့ဟုတ်ပါဘူးကရောက်ပါကွာမရောက်ပါဘူးခင်ဗျာကျွန်တော်ပြောလုံးလို့နဲ့မြတ်သဘိတ်ကြီးထမ်းပြီးတော့ဒီလောကီဂုံတူကျုံမှုလို့စိတ်ပြောတယ်ဂုံဆိုလို့ဟိုဂုံနေမမှတ်နဲ့နော်တရားနာပရိသတ်ကြီးလောကုတ်တရားသူ့စေရနာနဲ့ဘုရားပေးအပ်တဲ့မြတ်သဘိတ်ဂုံကြီးကြောင့်တဖုံထူးလို့အနိပေါ်မဲ့သဘိတ်တော်ရပွဲပျော်လုံးလို့
ကျုပ်တစ်ပါးနဲ့တော့6ကပ်ပေါ့ဗျာနော်ပွဲတယ်ဆိုရင်ဆိုင်နေဝိုင်းနေနဲ့ဆိုနောက်ကတိမှုတ်ပေးနားထောင်ကောင်းမှာပေါ့ကျုပ်တို့ကအကြောင်းတော့ပြောပြနေရကြည်စမ်းပြော့လုံးလို့ဒီထဲတရားနာပရိသတ်တစ်ထဲသူကြွယ်တွေဝယ်မရတော့ဘယင်ကမျက်စိနောက်လာပြီဘယင်ကမျက်တောင်ငွေစူးလာပြီမဟာထုတ်ကြီးကိုကြည်စမ်းဟဲ့အမတ်တယောက်လာခဲ့လားကြောက်အတရားထောင်ထုတ်ယူသွားဒီကောင်မျက်စိအောက်ခုံပေါက်နေငါမကြည့်ချင်ဆင်းရဲတဲ့ဘဝကွာစုပ်စုပ်ပြတ်ပြတ်နဲ့ဘုရားကူတော်မြတ်တော်ဘိသူ့မှာအယပလေရဲ့ကြည်စမ်းအခုဟဲ့သူပြောပေးမယ်လို့ငါသပိတ်မရလို့မပြောဘူးကွာမပြောဘူးကွာအသဗျာ100ကနေပြီး1000ထိပေးဝယ်ခဲ့သွားဆင်းရဲသားဆိုတော့ငွေအားကိုနဲ့ပေးဝယ်ရလိမ့်မယ်ထင်လို့လွတ်လိုက်ဟေးပါတော့မဟာတော့ခမညာဟေးတပိတ်ရောက်မှာကွာအသဗျာ100ပေးငွေ100အေး100ကွာနဲဘူးကွာမြတ်အိုးဘာလို့ဖို့လဲခင်ဗျငွေ100လူမသိငွေမချမြတ်လို့ဆိုတာရရဲတာမရောက်နိုင်ဘူးခင်ဗျရောက်ရလားရိတ်သားကြီးရောက်မှုနော်ရောက်မှုပြုတ်ဝယ်မယ်မကြနဲ့200ကွာ200ရောက်မဟုတ်ရမွေးပါနဲ့300ဟဲ့တောင်းမှုပြုတ်400ကွာရောက်မှုပြရောက်မှုတဲ့ရိတ်သားကြီး900ကွာ900မြတ်ဖသာမရခြင်းနေရခြင်းမရောက်ပါဘူးခင်ဗျာပိဋကသပိတ်ဈေးကလည်းတက်သွားတာ900ဖြစ်သွားပိဋကသပိတ်ဈေးဘယ်လောက်ဖြစ်သွားတာကိုတော့ကကသဗ္ဗမြတ်စွာဘုရားမြတ်သပိတ်ပြောတာကျွတ်တို့ဘုန်းကြီးတွေဆုံးခံတဲ့သပိတ်များ900ဆိုဘုန်းကြီးတွေငါတိကြရကြီးကို9ကြ8ကြမှုတော်သေးတာပေါ့မြတ်သပိတ်ပြ900ဖြစ်သွားတယ်ဟဲ့ကောင်600ကွာရောက်မှုပြ900ကွာရောက်မှုပြုတ်အရှိရ900ဟေးကောင်1000ကွာခမရပါလားထောင်ယုံမကလို့လဲနေမရောက်ကဲရောက်မှုတယ်ဗျကဲခွာကြမလာပါဗျာဘယင်ပြန်တော့ဥတင်မရောက်မှုတဲ့ဗျာအေးခက်တကောကွာကဲဒါဖြစ်သွားကွာကိုတက်တက်လုံးစားကျင်တဲ့ယာရုလေးပါလေးလိုချင်လို့နဲ့တူပါရဲ့ကွာတော့ယာရုနဲ့မြောက်ခဲ့ဟေးဘာလို့ခင်ဗျာမင်းတကြီးလုံးမလားတကြီးမလောက်ပါဗျာဒီရွယ်ကြီးကြမှာမဟုတ်ဆိုးဖုံမမျက်စောင်းတို့မခံမရသည်မလောက်ချင်ဘူးတဲ့ကဲခက်ကိုကွာမင်းအမတ်လုံးမလားအမတ်မလောက်ပါနဲ့ခင်ဗျာအမတ်ဆိုတာမတ်ရင်မမရင်ထိုးလဲတဲ့အမျိုးပါခင်ဗျာကဲအမတ်လည်းမလောက်ချင်ဘူးတဲ့ကဲခွာကြကျွန်တော်ဘာမှမလုပ်ချင်ဘူးခင်ဗျာအေးဒါဖြင့်ငါဘယပြန်တော်ဥတင်မကွာဟုတ်ကဲ့ခင်ဗျာဘယပြန်ပြီးတော့ဥတင်ခြင်းတင်တော့ကျွန်တော်တို့ခိုးတယ်ဆိုးတယ်တိုက်တယ်ခိုက်တယ်လူစိုးလူယုံမာတွေကိုဥပဒေနဲ့အုပ်ချုပ်လို့ရပေမဲ့လို့ကျွန်တော်ဝင်းတဲ့ကစေတနာသူဘာမှတတ်နိုင်မှာမဟုတ်ပါဘူးခင်ဗျာဖះကိုယ်တိုင်ပေးအပ်တဲ့သပိတ်ကြီးပါခင်ဗျာအေးရှိသေးတာပေါ့ကွာဆိုပြီးတော့ဘယထံပြန်သွားမလားပါဖះမလားပါဖះရာဒူးနဲ့မြောက်လို့မရကြောင်းပါဗျာအေးကွာခက်တယ်ဖះကိုယ်တော်တိုင်းကသူ့လက်ထဲအပ်တော့ဟာငါဘယမလို့ငါလည်းဘာမှမတတ်နိုင်ဘူးကွာလူမာကဖះလူမာကွယ်အလူခံမဲ့ဖះကိုယ်တော်မြတ်ကသူ့ကိုယ်တိုင်အပ်လိုက်တော့ငါဘာမှမတတ်နိုင်ဘူးဟဲ့အေးတို့တော်လည်းပဲမင်းနောက်ကလိုက်ကြည့်ကွာဒီကောင်ကောင်းမွန်ကတ်နိုင်ရင်ကတ်ရောပေါ့ကွာစုပ်ပြတ်နဲ့ကောင်းမွန်မကတ်နိုင်ရင်မြတ်မပိလက်ထဲကဇွတ်ဆွဲယူခဲ့တော့ဘယင်ကမဟာတို့အထင်သေးတာကောင်းမကတ်နိုင်မှုထင်ပြီးတော့သူထင်သေးပေမဲ့လို့မဟာတို့အိမ်ရောက်နေတာတရားဗျချိုလိုက်မဖြစ်ပုံတော့မပြောနဲ့တော့ကြည့်တရားမှာဘယင်တိုက်ကြီးတရားထမင်းချက်ရောက်နေတဲ့မဟာတို့အထင်သေးပြီးတော့ကောင်းမကတ်နိုင်မှယူခဲ့ဆိုပြီးတော့နောက်ကလိုက်ကြည့်ခိုင်းတော့မဟာတို့ကြီးမြတ်တော်ဘုရားထမ်းလို့ဝမ်းပန်းတသာနဲ့ပျော်လွန်းလို့ကြည့်တရားနာပိဿမဟာတို့ရဲ့စေတနာမှာကြည်စမ်းဘယ်သူနဲ့မှမတူဘူးတဲ့သူစေတနာမဟာတို့ရဲ့စေတနာမှာဒီမလောက်မတူနဲ့ဘယ်သူမှမကြောက်ဘူးဆိုတာမာနမဟုတ်ပါဘူးစေတနာကြီးရှင်းလိုက်စမ်းပါတဲ့ဘယ်သူစေတနာနဲ့မှမတူဘူးလို့သူဆိုနေ
ပြင်းရောမှလာမတူဟုနဲ့ဘယ်သူမှမကြောက်ပြန်ရွယ်စုတဲ့ပြည်နိဗ္ဗာန်ကိုရွယ်စုတဲ့ပြည်နိဗ္ဗာန်ကိုရည်စိတ်တောင်းကူမယ်ဗျာလေမြေအောင်ဖမ်းကြည့်စားမျိုးဟိုမှာသပိတ်ကြီးနဲ့ကားနေတာဥစားရင်ကြီးတို့လာတော့မသိဘူးကားနေတာနော်ဒီမဲ့မြေသပိတ်ကြီးထန်းပြီးဖယားကူတော်မြတ်နောက်ကဝမ်းပန်းတသာနဲ့လိုက်သွားလဲတကိုင်းအိမ်ဝရောက်ရောဆိုကြပါဆိုဗျာအိမ်ဝရောက်တော့ဒလိဋ္ဌလေးကညကအိမ်ရေးပြတ်တော့မဟာဒုတ်ကြီးစောင့်ရင်းနဲ့စိတ်ပြက်ရှိသွားပြီတန်တော်သူများတွေတတိတရန်ကြီးတန်ခါပင့်သွားလိုက်ကြတို့အိမ်ကကိုမဟာဒုတ်ကြီးတန်ခါမရလို့ရောင်းလဲနဲ့ငါအိမ်အပြန်ခက်မျက်နှာပြမလှလို့ဘယ်များတဝေထိုးသွားပါလိမ့်မတုံစိတ်ပြက်လို့ကျန်းစင်မော်အိမ်ဘက်လှဲ့ပြီးခတ်ဆောင်းကွေးကလေးတရားနာပြိတ္တမှင်းနေဆိုကြပါစို့အဲ့ဒီချိန်မှာဘုရားကိုယ်တော်မြတ်ရောင်ကြည်တော်မဟုတ်ဦးကသူတို့တဲကုတ်ကလေးလှမ်းထိုးလိုက်အမှောက်မရှိအလင်းရောင်ကြီးပြည့်သွားကလေးကမျက်လုံးလေးဖွင့်ကြည့်ဟောကြည်စားမလီဘယ်လိုအယောင်ကြီးပါလဲနေအောင်လာအောင်ကျဲအောင်မီးအောင်နဲ့မတူဒါပေမဲ့လို့တလိတာညီဝင်းနဲ့ဒီအယောင်မြင်လိုက်လို့လည်းမပူငါစိတ်ကလေးအင်မတန်အေးမြပြီးတော့ကြည်လင်လှပါပြီအမှောင်ရဲ့လို့မရှိအလင်းရောင်နဲ့ပြည့်ပြီးတော့ဟေးဘယ်လိုအကြောင်းပါလိမ့်မထုံးလို့နောက်လှဲ့ကြည့်လိုက်တော့ဟိုးကြည်စားကတ္တဗဖယားကိုတော်မြတ်ကြီးအိမ်အရောက်ကြွလာတော်မူပြီးဖယားကိုတော်တိုင်းအိမ်ကြွလာပြီးတို့အိမ်ကဟာကြီးနဲ့လမ်းပဲလွဲနေပါလိမ့်မတော်တို့အိမ်ကဟာကြီးဆိုတာဟိုဒုတ်ကြီးပြောတာမဟာဒုတ်ကြီးပြောတာဟုတ်တယ်တချို့ကလည်းအရင်မရှိဖျားမရှိတို့အိမ်ကဟာကြီးတဲ့ကျွတ်တို့မန္တလေးကြတော့ယဉ်ကျေးပါတယ်သားတို့အဖေတဲ့သမီးတို့အဖေတဲ့နာမည်ခေါ်ခဲ့တဲ့တချို့ရှက်လို့တယ်တချို့ကြတော့တငယ်ချင်းတဲ့တောက်မိတ်ဆွေကြီးတဲ့ကျွတ်တို့ဘက်ကဒကမတွေကြတော့ဦးစင်းတို့တကာကြီးတဲ့ခေါ်ကြတာပြောပါနဲ့တချို့မိန်းမတွေကြတော့တို့အိမ်ကလူကြီးတဲ့တချို့ကြအရင်မရှိဖျားမရှိတို့အိမ်ကဟာကြီးတဲ့ဘာကြီးမှလည်းမသိအိမ်ကလူကြီးဆိုတော်သေးဟာကျွတ်တို့ရှိဒကမတယောက်ရှိခုတတိလင်းနာမယ်မခေါ်ရှက်လို့လေသမင်းစားကနေကြတော့လင်းသမင်းစားခေါ်တာစားဟေးသမင်းစားအောင်ဘယ်သူမှလည်းမသိကန်ကြားတဲ့လူကဇိုးဝင်စားတော့ခက်ဘူးလားနောက်ထားကြောင်တရားနာပြေးစားအိမ်ကဟာကြီးဆိုတဲ့စကားကထွက်သွားကန်ပြန်ဆက်ကြပါဦးလားကျုပ်ကလည်းရှာရှည်တတ်ပါပြီနဲ့ကန်ဆက်ကြအောင်စို့တို့အိမ်ကကိုမဟာဒုတ်ကြီးနဲ့ဖယားကိုတော်မြတ်နဲ့လမ်းပဲလွဲနေပါလေကြည့်လိုက်ဘာတော့မမြင်ရအောင်ဘယ်မြင်မလို့မြဘုရားကိုယ်တော်မြတ်နောက်ကဘုရားနဲ့ကွယ်နေတော့မမြင်ရဘူးမမြင်ရတော့မဟာဒုတ်ကြီးကလည်းသူ့မြင်တဲ့ရင်လိုက်တာတရားနာပြိဿဘေးဖဲ့ပြီးသပိတ်ကလေးနဲ့ထွက်ပြဟေးနှမငါများသပိတ်ရလာတယ်ငါကြည်သားမအောင်နဲ့မရပေါ်ကိုယူခြင်းလုံးလို့သပိတ်ကလေးနဲ့ဘေးဖဲ့ပြီးထွက်ပြဟမလေးကြည်သားမအောင်မြသပိတ်ရအောင်ယူနိုင်တဲ့လင်သားကိုမဟာဒုတ်နဲ့မြသပိတ်ကြီးနဲ့လိုက်ပါပဲမလေးငါဒီဘဝလင်အရာတော်တယ်မြတ်သောဘိတ်ကယူနိုင်တဲ့ယောက်ျားမို့ဟဲ့ဓမ္မတို့ကိုမဟာတို့အမလေးကြည်စံပိသားကြီးမြောက်လိုက်တော့ဟိုလူကြီးကလည်းသပိတ်ကြီးထမ်းပြီးမြောင်းနဲ့မလာပါဗျာကြွတော်မူပါဗျာဟောမဟာဒုတ်တို့အိမ်တဲ့သူတို့လင်မယားနှစ်ယောက်ဝင်ရင်တဲခုတ်ကလေးခါကိုင်းပြီးငုံဝင်ရတယ်ဗျဖယားကိုတော်မြတ်ကြွလာတော့ဓဇမိတ်ကမြင့်ပေးရပါသည်မြေကြီးကနှိမ်ပေးရပါသည်ခါမကိုင်းမဲ့နဲ့ဝင်တော်မူနိုင်သည်ကိုင်းဖယားကြွသူတို့အိမ်နဲ့ဖယားကြွတော့မဟာဒုတ်ကြီးတို့လည်းမရငချင်းသားနဲ့ဆောင်းကပ်ကြငချင်းသားနဲ့ဆောင်းကပ်ပြီးတော့ဖယားကိုတော်မြတ်လှူလိုက်တော့ဆွမ်းဖုံးပေးပြီးလို့အာရသပိတ်ထဲကလည်းပြည့်အောင်လှူမြတ်စွာဘုရားချီးမြှောက်တော်မူတာတပည့်တော်တို့ဇနီးမောင်နှံဝမ်းတန်လာပါပြီတပည့်တော်တို့တက်တက်နဲ့တကိုဒီလိုမဟာဒုတ်ဘဝနဲ့မြတ်သပိတ်လှူရတာဝမ်းတလို့မဆုံးတော့ပါဘူးလို့ဘုရားလျှောက်တော့ဘုရားကိုတော်မြတ်ကဆွမ်းလူမောဒနာတရားဟော
အာယုန်တေတိဝဏ္ဏတေတိဒုက္ခတေတိဗလံတေတိပฏิဘာဏတေတိလို့ဆွမ်းကြုံ၅ပါးဟောဘသူတွေတို့ဆွမ်းကြုံ၅ပါးကအသက်ရှည်ခြင်းအဆင်းလာခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းပညာကြီးခြင်းအဲ့ဒီဆွမ်းကြုံ၅ပါးဘုရားဟောတယ်ဗျတန်ဃာတော်အရှင်မြတ်များသည်ဆွမ်းမဖုံးပေးရလို့ရှိရင်ဖယားအမှုထားလို့ဖယားအစထားလို့ဆွမ်းမစားရရင်9ရက်ပြည့်ပြန်တော်မူနိုင်သည်ပရိနိဗ္ဗာန်စံနိုင်သည်မှန်လားဗျိဿကြီးမှတ်ကြပါဗျဆွမ်းကြိုးတွေတန်ဃာတော်များဆွမ်းလူရတာဟာအသက်လှူသလိုပဲတဲ့ဗျဒါကြောင့်တန်ဃာတော်များဆွမ်းဖုံးပေးပြီးတော့အသက်ရှည်တော်မူကြသလိုအသက်ရှည်တဲ့အကျိုးတွေခံစားရတန်ဃာတော်ရှင်များသည်ဆွမ်းတရက်မဖုံးပေးရကပရိယစာပေကျမ်းဂန်သင်ကြားဖို့ဝေးစွာခန္ဓာကိုယ်ကြည့်လိုက်ပြန်တော့လေညှိုးပိန်ပြီးတော့တရားနာပရိသတ်လှသောအရှိန်တွေပြောက်သွားလှတယ်ဆိုတာဝဝဖြိုးဖြိုးပြည့်ပြည့်တင်းတင်းဒါကိုဆိုလို့တယ်ဘုန်းကြီးဆိုတာဘယ်လိုပြင်းပြင်းကရုံးကြီးနဲ့သိထူတာမဟုတ်ဘူးဒါကြောင့်လှတာမျက်စိလည်းမစိုးလို့ပြောရသေးတန်ဃာတော်အရှင်မြတ်များဆွမ်းကိုဖုံးပေးရလို့အသားအရေအဆင်းပြည့်ဖြိုးပြီးတော့လှလှပပဖြစ်လာသလိုခင်ဗျားတို့အဆင်းလှူရာရောက်လို့အဆင်းလာခြင်းနဲ့ခံစားရတယ်ဗျတန်ဃာတော်ရှင်မြတ်များဒီဆွမ်းကိုဖုံးပေးရသဖြင့်စိတ်ချမ်းသာတယ်ပြီးတော့ကိုယ်ချမ်းသာတယ်ကာယစိတ်ဓာတ်နှဝချမ်းသာကြတယ်လို့ခင်ဗျားတို့တွေလည်းပဲနောက်ဘဝစိတ်ချမ်းသာကိုယ်ချမ်းသာတဲ့အကျိုးတွေကိုခံစားရမယ်ပြီးတော့ချမ်းသာကြီးခြင်းအသက်ရှည်ခြင်းအဆင်းလာခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းတန်ဃာတော်အရှင်မြတ်များသည်ဘယ်လိုပဲစာပေပရိယကျမ်းကအထုတ်ခြင်းတော်လဲဆွမ်းမဖုံးပေးရရင်မတင်ကြနိုင်ဘူးဗျအားမရှိလို့ဒါကြောင့်တန်ဃာတော်ရှင်များများဆွမ်းလှူလိုက်ရသဖြင့်ဒီဆွမ်းကိုဖုံးပေးရကအပြည့်တင်ပြီးတော့စာပေကျမ်းကသင်ကြားနိုင်တယ်လို့တရားနာပရိသတ်ကြီးခွန်အားလူရရောက်သဖြင့်နောက်ဘဝမှာခွန်အားကြီးတဲ့အကျိုးခံစားရပြီးတော့တန်ဃာတော်ရှင်များများသင်ကြားလို့ဒီဆွမ်းစားပြီးတော့ဒီပညာဒီစာပေတွေသင်လို့ဉာဏ်နဲ့ထက်မြက်ပြီးတော့ပိဋကတ်သုံးပုံကိုတစ်ဖက်ကန့်ခတ်တတ်နိုင်တယ်လို့ခမည်းတော်မလဲပဲပညာကြီးတဲ့အကျိုးတရားခံစားရတယ်ဗျဒါကြောင့်သက်ရှိဆင်းလာချမ်းသာရဗလဉာဏ်ပညာဒီအကျိုးတွေခံစားရအဲ့ဒီဆွမ်းကြုံ၅ပါးဘုရားကိုယ်တော်မြတ်ဟောလို့ဟောပြီးတဲ့နောက်ဆုံးဖယားပြောင်အကြွမှာမဟာရုပ်ကြီးမြတ်တော်ဘိထံပြီးကျောင်းတော်လိုက်ပို့ပေသားကြီးဘယ်လိုက်ပို့ပါလိမ့်အဲကျောင်းတော်လိုက်ပို့တယ်ဗျကျောင်းတော်လိုက်ပို့တော့တရားနာပရိသတ်ကြီးတလိဋ္ဌအိမ်မှနေရဟောကလည်းမြတ်တော်ဘိကြီးနဲ့ဘုရားကိုယ်တော်မြတ်ကျောင်းတော်မြတ်တော်ဘိကပ်ပြီးတော့အိမ်ပြန်အလားလင်မယားနှစ်ယောက်အကျွေးအကြံကလေးတွေစတောက်ပြီးတော့အေးရပြက်တာနဲ့တမင်းလောက်အိတ်ကြတရားမင်းကလည်းပြန်သွားပြီဟောကျွတ်တို့ဝတ္ထုသမ္မာပုဂ္ဂလသမ္မာကုနာတိရိကသမ္မာစေရနာသမ္မာလေးချက်ကဒီနေရာတပြိုင်တည်းကြတပ်ပြညုမြတ်စွာဘုရားကိုတော်တိုင်းလှူရသဖြင့်မဟာရုပ်တို့ဇနီးမောင်နှံအိတ်နေတုံးပြုံးကလေးကောင်းကင်ကယရနာမိုးတွေရွာချအိမ်နဲ့ဒုစစ်ပေါင်လည်းအကုန်ပြည့်ကိုဝင်းချိန်လို့ယရနာ9ပါးမိုးရွာချလိုက်ဘသူကအရင်နိုးတော့ဆိုဒလိဋ္ဌကလေးကလူးလွန်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ယရနာအယောင်တွေဝင်းချိန်ရှိနေတာလည်းမြင်လိုက်ရောဟောကိုမဟာတို့မလေးကျွတ်တော့အင်းကြီးမီးလောင်မီးတော့ဟေးဘယ်လိုอ่ะမဟာတို့ကြီးကအိမ်မုံစုံမနဲ့လန့်သွားခက်ပါပြီနမရဲ့ဘယ်ကမီးဟုတ်ရမလဲကွဟောမလေးမြတ်သောဘိလူတဲ့ဆွမ်းဒါနာငါတို့အစွမ်းကုန်အကျိုးပေးပြီးနဲ့တူရဲ့ယရနာတွေအိမ်ရောက်လာပါဘောလားဒလိဋ္ဌဝန်တာလုံးလို့ဝန်တာပေမဲ့လို့နည်းနည်းလေးမျက်နှာလေးမှိန်သွားနမရေထုကုသိုလ်နဲ့တို့ချမ်းသာတာပေမဲ့လို့တိုင်းပြေအုပ်ချုပ်တဲ့ဘရင်လက်အောက်မှာတို့ရှိနေရသဖြင့်တိုင်းပြေအုပ်ချုပ်တဲ့ပုဂ္ဂိုလ်ဆိုတာငါတို့ယဟန်ရှင်လူတွေရဲ့မိဘတိုင်းသူပြည်သားတွေရဲ့မိဘမို့ငါတို့အမတန်ဆင်းရဲတဲ့မဟာဒုဘဝနဲ့ရွှေတရွေးသားမှမရှိဘဲနဲ့ယရနာ9ပါးအိမ်မှာလို့ရင်အပြစ်မလွတ်ဘူးတို့မင်းပြမင်းတန်သိလိမ့်မယ်တို့နဲ့မတန်ဘူးလာဘရင်ထံသွားအကြစို့ဟောကောင်းတာမဟာဒုတို့အဲယရနာတွေသဘောကောင်းတာဘရင်သွားအကြဘရင်သွားအတော့ဘရင်ကဟဲ့မင်းတို့ဘာကုသိုလ်ပြု
မှန်လားပါဗျာဘယင်ကိုယ်တော်တိုင်မြတ်သပိတ်အတနာခံမှုစောင့်ရင်းတဲ့ခန္ဓာကူရီတိုက်တွင်းကဖယားကိုယ်တော်မြတ်ရွှေလက်တော်နဲ့ကမပြီးတော့အပ်လိုက်တဲ့မြတ်သပိတ်ဆွမ်းဒါနာလှူမိကြောင်းပါဗျာအေးဖယားပြမင်းကုသိုလ်နဲ့မင်းဖြစ်တာငါဘယင်နဲ့ဘာဆိုင်တော့ဟာအမင်းလူလို့မေ့ကျိုးပဲနဲ့မင်းအိမ်ထဲလာရောက်တာငါဘယင်နဲ့ဘာဆိုင်တော့ဟာငါလည်းဘာမှမဆိုင်မဲနဲ့ကဲမဟာတို့ရော့အကုန်ယူသွားအဲဘယင်ကလည်းသဘောကောင်းတယ်ပြန်ပေးလိုက်ဟိုကလည်းကိုကအကြီးကလည်းပြန်ပေးယုံတင်မကတော့ဘူးပြိဿဟဲ့ငါတိုင်းပြေတွင်ယရနာမိုးရွာချတဲ့တထေသူလောက်ချမ်းသာတာဘယ်သူရှိတော့မရှိပါဗျာအေးကွယ်ဒါဖြင့်မဟာဒုတ်တို့ဇနီးမောင်နှံငါတိုင်းပြေယရနာမိုးရွာချတဲ့သူလိုချမ်းသာတာမရှိလို့ဒီကနေ့ကစပြီးတော့တထေထီဆောင်တယ်တကွာဟဲ့မင်းကြီးများဖယားတထေရဒုကအလိုက်ကြအဲအလှပေးတာတစ်ထေးဖြစ်သွားတယ်မဟာဒုတ်တို့ပေးသားကြီးမဟာဒုတ်တို့အလှပေးတာဘာဖြစ်သွားတော့ဒါကြောင့်ရှေ့ပိုင်းတရားတော့အလှပေးတစ်ထေးဖြစ်တဲ့တရားလို့မှတ်ကြဒိဋ္ဌဓမ္မအကျိုးပေးဒီထဲကျွတ်တို့တရားတော်မတွေကဒိဋ္ဌဓမ္မအကြောင်းဟောတော့ဗျာတဲ့ရှေ့တုန်းကများအကျိုးပေးတာဆုံးကလေးတနတ်နဲ့ဆုံးကလေးတစ်ထပ်နဲ့ယရနာမိုးတွေရွာချဒီလိုများအကျိုးပေးမယ်ဆိုရင်တပည့်တော်တို့အခုတရားတော်မတွေကတ်လိုက်ရတဲ့ဆုံးမသေးမချင်းလှူလိုက်ရတဲ့ဆုံးမသေးမချင်းတပည့်တော်တို့တော့ဒိဋ္ဌဓမ္မလက်ငင်းအကျိုးမပေးပါလားဗျာကျုပ်ဒီလိုလျှောက်ဖူးပါတယ်အမှန်တော့လက်ငင်းအကျိုးပေးတာသူတို့မသိလို့ပါဟောဘိသာကြီးကျုပ်မှာခဲ့မယ်လက်ငင်းအကျိုးပေးပါတယ်ဗျသံဃာတော်လှူတာလက်ငင်းအကျိုးပေးတာများသိချင်ရင်လေဟောနောက်ရဲ့တန်ခါ၅ပါးလောက်ဆုံးပင့်ကကြည့်ဆုံးပင့်ကကြည့်တန်ခါဆုံးကကြရင်ကိုကပရိသတ်ကြီးကြုံမင်းမဲ့စားနေကြချင်းမောင်ဟင်းငပိချက်နဲ့တော့ကတ်ရဲ့လားကပ်ပါဘူးဗျဘုန်းကြီးကောင်းကောင်းဖုံးပေးမှန်းသိတော့ကြက်သားလေးဖြစ်တော့ဝက်သားလေးဖြစ်တော့ဟင်းကောင်းလေးတွေနဲ့ကတ်ကြကတ်တော့ကြုံမင်းမဲ့တန်ခါတော်တွေကအဲ့ဓာတွေအကုန်လုံးတတုံးမှမချမ်းမဲနဲ့အကုန်လုံးများဖုံးပေးသွားနိုင်ရလားပြိဿဟောမဖုံးပေးနိုင်လို့ကြမ်းနေတာလေးတွေခင်ဗျားတို့မစားရဘူးလားလက်ငင်းမြမယုံရင်တစ်ဖြင့်ကဆုံးကတ်ကြီးပေါ့တန်ဃာတော်ကြက်သားဟင်းနဲ့ဆုံးကတ်တဲ့နေ့ခင်ဗျားတို့ကြက်သားဟင်းစားရမှာကတော့လက်ငင်းသေးကြပါပြီဆွဲတရားဟောတယ်မအောင်မေးနဲ့ဆုံးကတ်ချင်းစိတ်လေးပါလေးပေါက်လာအောင်မှန်လားပြိဿကြီးခင်ဗျားတို့ကျွတ်တို့နဲ့တန်တဲ့လက်ငင်းရတော့ဒါပဲကိုဗျဟိုကဖယားလှူရတာပြစ္ဆေကဗုဒ္ဓလှူရတာခင်ဗျားတို့ကသမုတိတန်ခါလှူရတာအမှန်တော့လှူတဲ့ခင်ဗျားတို့ကလည်းပုထုပိုင်းကျွတ်တို့ဘုန်းကြီးတွေကလည်းပုထုဒါတော့ကျွတ်တို့သာသနာနောက်ပိုင်းကျွတ်တို့ဘဝတွေကတော့ပူရင်ထူရင်ထူရင်ပူရင်နဲ့ဒီလိုပေကြဒါပေမဲ့လို့မသေးခင်ဥပလိတယအမိရပြီးတော့ဖယားပြစ္ဆေကဗုဒ္ဓယဟန္တာတွေနဲ့တွေ့ပြီးတော့နိဗ္ဗာန်လျင်မြန်စွာဝင်ကျင်ကြလို့ဒီအလုပ်တွေကလုပ်နေကြပါသည်မှန်လားပြိဿကြီးကဲဘာတို့ကြီးတို့တစ်သေးဖြစ်သွားပြီဘာဖြစ်သွားတော့ပြိဿကြီးကဲဒီတော့သန္တာနာတစ်ဆက်ထဲနဲ့ဘုန်းကြီးနည်းနည်းလေးဆက်ပြီးတော့ဟောကြပါသေးတရားနာပြိဿကြီးဟောဒီသံကိစ္စသန္တာနာနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးပြောမလို့အော်ကျွတ်တို့ဂေါရမမြတ်စွာဘုရားနဲ့ကတ္တဗမြတ်စွာဘုရားဖယားနဆူတို့ရဲ့အကြားမှာတစ်သေးကြီး5ဦးဗျဒီသန္တာနာကယ်သွားပုံလေးဘုန်းကြီးပြောမလို့အဲ့ဒီတစ်သေးချင်း5ဦးနာမည်ကိုကြုတ်ပြောမယ်နည်းနည်းလေးမှတ်ကြည့်စမ်းပါပြည်သားကြီးဆိုကြည့်စမ်းပါမင်ဒကတစ်သေးကြီးသန္ဓဗဒုမဒေဝီသာဒနေဆယတစ်သေးကြီးအဲ့ဒီမင်ဒကနဲ့ကျွတ်တို့သန္ဓဗဒုမဒေဝီမှာပေါက်ဖွားတဲ့သားပေါ့အဲဆိုဆိုဒနေဆယတစ်သေးကြီးသူမနဒေဝီသူမနဒေဝီဆိုတာချွေးမဒဏင်စရဆိုတာသားပြီးတော့ပြောလိုက်ကျွန်းပုံနာကိုင်ပဲ2ယောက်တို့5ယောက်ရပါပြီကိုင်ထီတော့ကောင်းပြီဗျအဲ့ဒီတစ်ထင်း5ဦးနားမဆက်တဲ့အကြောင်းတွေလာကြားတဲ့ဗျဘုရားနှစ်စုကြားမှာဘာကြားတော့ဆိုတော့ဒီကနေ့ကနောက်3နှစ်
Giolo Shi and Pay Asayizanga Komare Do we Kandara Kaji Saito Marebeza Kind the Tiri Jetinta Konji one. Ha Mali Chopsaya Kong like Bobby. The Tegaro Tiganiga no Tung yet. Don't need Lumyalo Shi and all. Namo Komare Kaji Saito Mare. Perunga Mama Jabulari to Ja Lavi. Perunga Mama Jomulari to Jo Lavi. Tiganega no don't name Yaw not yet the JPSC Kole Mare. Do wrong at the Makambu. Hey, the Tiru away. Shooting with Matane. Shooting with Matajane. Hey, Savari will be on Longa Vazo. Oh, the king out. Savari will be on G alone on the tongue. I have be on Longa. Dika G Lomia. Don't need go ya. Don't need join Dika song. A Dika sing. Dika sing my sort of Diana Vida. Gina tongue I have Savari Longa. Gina tongue I have both as Savari who both did it here. G so that Jodo Kukilo so go down your Haribo. And you alone on the tongue I have beat on Navia. We don't put as a body, Pochet. Potega Buddha down and down as a Buddha, Udega Buddha Salone. Salonega put as a body, Jaro, Minion and Nebiro, Ainayan, Kaja, the Revita. Minion, Jodo Ingrid kind of loop of Yan. Commodelo now so similar to Quasar and Sayama. Ainayan Minion and Kaja. Do you know that the object that you got here in Nebiro Lalita? Do we Kandara Kachi Masakima China Tonga Zavari Sala Lokunge Verevida Kind Kuna Yamashiva Kamado Sinamabo Davidi Kumbia Dudi Sadama Mupene Jituniga Nerama Mupene Jituniga Miaji Judo Tanisaya the Chie Then they say the tea so that any minute got the tea at that. Yaza Joma the Tinga Ushi, baby that I may a nanga. So the guys that Ilaga Gona Minaga, Pona, the Tinga. And I yell for a mountain, Namale, Pit and Godala, and you got baby that I yell for a year time on the tea going down. Not time be the tea at an amashi. Time be Ocho de Bayamata Nanga, the Tiri, Akuya, these hobbies of the Tea Yaranavata, the Tea go down. Down or baby that I move out the tape she did. The Tejinga Ugo, Mabena Mu among Godala. That hit the Yao do Yama, Piame Suro, Denisaya, be like the Minaga the Treji at that. Be like that, would him, you may be jail. Mine be so that Emitan Jimmy do good and mute be Tamatalo, Takita, Muro, Denisia, Tevadi. Any Taki among no Gomi Guero, Pianado. Mino and Amachina no Wahu. Eh, Tanaro, Tanale Pae. Now, Mikobi or Sani Yadebawa. Tabi Melo, Mino, Mine, a time China Tonga, and Laula, like Kungabi Guero. Among no. Machuin Nailo Minu Father Shia, Puebiro Sajaro Pavioro Jejoniga, the Treji Kmia General Vezila Lubezi Boya Mado, the Trejigo Miko Bido Salagaya Bawamo General Dejin Tebaziro, Pema Tobayazina, the Treji Chima, accept your Bayazi. Oh, Babu, Mino details of Nan, they set the loop him up. Mino Matui Naimene, Mino Nachi and Tabi on Nagale, a pepio Kanai Mamala. Amano, Quaja, Napanalo, see him and Nista Javane, empty Toma Chichon and Moyo Bido treasure. Guys, Duro Botenga Zavari, Ora Salonega Zavari Salage. Dilo Salage Radiana Vida, go your radio. Tobe Gandara Gaji Sailaro, Duro Gina Tonga, Launa, the trade down, going and saying as who of your yam hill. So they go. Masaya Lunga and so they go. I don't know, they go on the Maga with the only Luja, Yeja, Taija, Kaija.
ပေးတာဒီကတ်သုံးပါဆိုတာကြောက်စရာကောင်းနော်ဒုဗိကန္တရကငတ်မောခေါင်းပါတဲ့ကတ်ဆိုင်လာရင်မစားရလို့ရှိရင်စားရတဲ့အစာစားတော့မစားတဲ့အစာတွေစားပြီးတော့မဖြစ်တဲ့ယောဂတွေဖြစ်လာတဲ့ယောဂန္တရကတ်ဆိုတာနောက်ကပါရဲ့နော်စားစရာမရှိလို့တောင်းပြီးတောင်းလို့မရရင်လူမီလူလို့မရရင်တိုက်မီခိုးမီတိုက်မီတိုက်လို့မရရင်တတ်မီအဲ့ဒါလို့တယောက်နဲ့တယောက်တတ်တဲ့တတ်ထန္တရကတ်ဆိုတာလည်းလိုက်လာနိုင်ပြီငတ်လာရင်ယောဂဖြစ်တဲ့ယောဂန္တရကတယောက်နဲ့တယောက်မစားရလို့တတ်တဲ့ကတ်ဆိုတာနောက်ကနှစ်ပါးပါနိုင်ပြီဒါကြောင့်တရားတော်ရိတ်သားကြီးအခုကြည့်တထေကြီးတထေကတော်ကြီးတို့သူတွေငတ်ကြတာမဟုတ်ပါဘူးတချို့သေးကုန်ကြပြီတို့တထေမို့ဒီအချိန်ထိအောင်တလောက်ကြံပြီးတော့နေခဲ့တယ်ကြီးစားမောင်စားတော့လာတာတွေနဲ့ကုန်ခဲ့ပြီတို့ပဲလို့လောက်ကြမတော့နဲ့ညီရင်ညူရင်နဲ့တရားနာပြေးကနောက်တထေကတော်ကြီးသူအကြံနဲ့ကတ်ထားတဲ့အိမ်နာယံခွာချတော့မြင်းရက်ထဲကစပါးလေးတွေရေနဲ့ကျင်လိုက်တော့ရ9ယောက်စာလောက်ဒါပေသည့်စပားလေးတွေလူခိုးမှဆိုလို့အိုးကလေးတွေထက်စလောင်းမုံလေးနဲ့ပိတ်ပြီးဟောမြေကြီးထဲမြုပ်ထားရကြောက်เสียကောင်းလားသာသနာ့ခမရတို့ကျွတ်တို့သာသနာတော်ကြီးနဲ့ကြုံတော့စပားမြေကြီးထဲမြုပ်เสียမလိုပါဘူးခမရတို့ကျွတ်တို့ဒီကမျိုးကြုံဖို့လည်းမလွယ်ပါဘူးပြိဿနော်အခုကြည့်အဲ့ဒီမှာဖြစ်ကုန်ကြပြီဒီလိုမြေကြီးတဲ့ကိုစလောင်းမုံလေးနဲ့ပိတ်ပြီးတော့စပားကိုမြေကြီးထဲမြုပ်ရတဲ့ဘဝရောက်ခဲ့ကြပါပြီဒီကလေးတော့ဘရင်ထံကခစားပြီးပြန်လာတထေးကြီးကလည်းအစာဆာလုံးလို့ဟေးတထေးကတော့ကြီးဘာတော့တထေးကြီးရဲ့ကွယ်စားစရာမရှိဘူးလားငါဝင်းနဲ့ပူလောင်လုံးလို့စားစရာမရှိဘူးလားလို့ဆိုတော့မြေကြီးထဲမြုပ်ထားတဲ့စပားလေးတွေဖော်ပြီးအခွန်ချွတ်လိုက်တော့ဒဇလဲတစ်ခွက်ပေါ့ဗျာ9ယောက်စာလောက်တော့ရလာတထေးကြီး9ယောက်တနတ်စာလောက်တော့ရပြီတော့အဲ့ဒါထမင်းရလို့ပဲချက်စားမလားဆံပြုတ်ဖဲတောက်မလားတထေးကြီးဆံပြုတ်တောက်မဲ့ဆိုရင်တော့နတ်ပေါင်းများစွာတောက်ရလိမ့်မည်ထမင်းရလို့ချက်စားရင်တထထဲနဲ့ကုန်လိမ့်မည်ဒီတထပြီးတော့ဘယ်မှရှာလို့မရကိုလိုငတ်တဲ့လူတွေကြီးဆိုတော့သေဖို့သာရှိတော့တဲ့တထေးကြီးအေးကွာဒါပေမဲ့လို့ငါလည်းဆံပြုတ်ပဲတော့ငါမှတောက်ဖူးတာမှမဟုတ်ဖဲနဲ့ကန်လူမမာစာကြီးလူမမာစောနန်းကွာဆံပြုတ်တော့ရတာနမရေတထေကတော်ကြီးထမင်းသာချက်တော့ဒီတထဝအောင်စားပြီးတော့ငါတို့နောက်ဘဝကပြုခဲ့တဲ့ဒါနတွေမတန့်ရှင်းလို့ဒီကလာပြီးတော့ဆက်ရတာမို့တထစားပြီးတော့သေပါစေတော့ထမင်းသာချက်တော့ထမင်းချက်ခိုင်းတထေငါဦးသမင်းလေးတွေခူးပြီးပကံများတဲ့လက်၌ပြီးစားမလို့အပြင်းမြဟောကောင်းကင်ကပြစ္ဆေကဗုဒ္ဓရှင်မြတ်ကြွလာလူကံပုဂ္ဂိုလ်ကြွလာပရိသတ်ကြီးနော်ဒီတလဆာရှိတော့တာမျောလင်းချက်လည်းမရှိတော့ဘူးပြစ္ဆေကဗုဒ္ဓကြွလာပြစ္ဆေကဗုဒ္ဓမြင်လိုက်တော့ဟန်ကြပြီငါတို့ပြုခဲ့တဲ့ဒါနမတန်ရှင်းလို့ဒီကကြီးနဲ့လာကြုံတာတန်ရှင်းတဲ့ဒါနာကြီးငါထမင်းတနတ်စားနဲ့မစားဘဲနဲ့ပြုမယ်လှူမယ်ဟဲ့မင်းတကမင်းမစားနဲ့ဒီတနတ်စားပြီး9ရက်ပြည့်ရင်လည်းသေတော့မှာမစားလဲသေမှာစားလဲသေမှာဒါကြောင့်ဒီဒါနဒုတ်ကြီးကမင်းမြုပ်တော့ဟောဒီကတ်မျိုးကြီးမဖြစ်အောင်ဆူတောင်းတော့တထဲကြီးမင်းလူတော့လို့တိုက်တွန်းစားဘူးဗျလူကံပုဂ္ဂိုလ်လားခေါင်းမကြီးပါဘူးတနတ်စားရှိတော့ပေးသားကြီးဟိုတထဲ9ခုလူကံပုဂ္ဂိုလ်လာတော့ခေါင်းကြီးရဲ့ဒါဖြင့်တရားနာပြေသားကြီးရောဘုန်းကြီးဥစ္စတိလတရားနာရတာခေါင်းကြီးဘူးလားကြည့်ပါဘူးဗျာခေါင်းကြီးရင်လည်းသေအောင်ဆံမင်းနေဖြတ်ပြဖို့ရှိကျွတ်တို့တတ်နိုင်တာလဲဒါပဲခေါင်းမကြီးလို့လဲလှူးနေကြတာပေါ့ဟောစောစောကဆိုရင်ကျုပ်ကားပေါ်ထိုင်းနေတော့ကပြေသားမလာသေးလို့စောင့်တော့ဘုန်းကြီးကလည်းရောက်တာကြာပါပြီကားပေါ်တငုတ်တုတ်နဲ့ဒီလမှာပေးမဖြစ်တော့လက်တရားပွဲပဲနဲ့လှုပ်စားမလို့ချမ်းတော့လက်ချမ်းတဲ့စောစောစားတော့အချမ်းသက်တာပေါ့အချိန်များများဟောရတာပေါ့ပရိသတ်ကနောက်ဆွဲနေတော့ကျုပ်ကားပေါ်ထိုင်းနေတော့ဟိုးကျွတ်တို့ကြိုင်းတုံနဲ့မိုင်းဆက်ကဘိုလ်ကြီးသိန်းကြီးဒီမှာတာဝန်တစ်ခုနဲ့လာတော့မနေ့ကမှဗျာတဲ့အရှင်ဘုရားတရားတပည့်တော်နာရင်းနေတာကြာတော့လည်းပဲမနာရဘူးဗျအခုတော့ဖြင့်အခါခွင့်သင့်လို့တပည့်တော်မနေ့ကတော့တပိုင်းတစနောက်ပိုင်းမှာပဲနာရပါတယ်ဗျာတဲ့
ဒါကြောင့်မို့တပည့်တော်ငွေအစိတ်နဲ့အရှင်ဘုရားကိုအခုတပတ်တစ်ထည်လှူပါတယ်ဘုရားစောစောကကျုပ်ကားပေါ်ထိုင်နေတုန်းလားလှူပါတယ်ခေါင်းမကြီးပုံလေးထည့်ပြောနေတာပါကျွတ်တော်ပရိသတ်လည်းမနေ့ကတုန်းကကြည်စမ်းပါဗျာပြိုးကင်းဖင်ကျွတ်လောက်ရှိတဲ့ပရိသတ်ကငွေ200ရသွားတာကြီးမှပေါ့လှူလိုက်ကြတာ9ကျပ်30ဟိုအနှေးရင်ကဆိုရင်ကျွတ်တို့30ဟိုနှစ်ကတုန်းကဘုန်းကြီးလာဟောတုန်းကလည်းလှူတာပဲပြီးတော့ဒေါ်ပုတို့ကဆိုအစိတ်ပြီးတော့30 9ကျပ်ဆိုတာမှတ်မိတာလောက်ပြောပေးမယ်လို့မမှတ်မိပဲနဲ့လှူကြတဲ့လူတွေအများကြီးမို့မနေ့ကပရိသတ်နည်းနည်းလေးနဲ့ငွေ200ပြည့်သွားပါတယ်ဒါကြောင့်ကျုပ်လာလို့ခေါင်းမကြီးတာတော့ကျုပ်ကိုယ်တိုင်သိရပါပြီမှန်လားပရိသတ်ကြီးဟဲ့တထေးကြီးထလှူရောပြုတနတ်စာလေးတထေးကြီးတနတ်စာထလှူလိုက်တော့တရားနာပရိသတ်ကြီးတဝက်လောက်လက်ကပြဟဲ့တထေးကြီးငါကြီးမလူနဲ့မင်းဒီနနတ်စာရှိတော့တာမင်းမို့တဝက်လောက်ခြံအောင်လို့မပြောတော့လဲပြောတကယ်လို့တဝက်လောက်လက်ကလေးကာပြဟာရှေ့ဗျာအကုန်အလှခံပါဗျာတပည့်တော်ဒီဘဝအတွက်မစားရမှငှက်ညာတော်မမူပါနဲ့အရှင်ဗျာတန်တရားအတွက်ချီးမြှောက်တော်မူပါဗျာလို့လူပုံလေးနော်လူပုံလေးနော်ဒီဘဝမချီးမြှောက်ပါနဲ့တန်တရားအတွက်ချီးမြှောက်တော်မူပါဗျာအကုန်လုံးလောင်းလှူလိုက်လှူပြီးတော့ဆူတောင်းပုံလေးကြည့်တပည့်တော်ထမင်းတနတ်စားကိုမစားဘဲနဲ့လှူရသောကောင်းမှုကြောင့်ဟောဒီဒုဗိကန္တရကတ်ကြီးမျိုးဘယ်သောအခါမှမကြုံရလို့ငတ်မို့ခေါင်းမတဲ့ငတ်ပြတ်တဲ့ဘဝဘယ်တော့မှမရောက်ရလို့တပည့်တော်ခေါင်းစင်းမင်္ဂလာပြုတ်ပြီးတော့ကောင်းငင်မော့လို့လက်ခမောင်းခတ်လိုက်တာနဲ့တပြိုင်နက်ကြီး2500စပါးတွေအကုန်ပြည့်ရပါလို့ဤအရှင်မယားတို့သိတဲ့သစ္စာလေးပါးတရားသိရပါလို့ဤတိုင်ဆူတောင်းပြီးလှူလိုက်နောက်တစ်ထေတော်ကလည်းမစားဘူးပြုတ်ဒီတော်ဒီလိုလှူရသောကောင်းမှုကြောင့်ဒီကံမျိုးကိုကြုံရပါလို့ထမင်းတို့တစ်လုံးနဲ့ခူးပြီးတော့ကျွေးတော်လည်းမကုံတော့ကိုဖြစ်ရပါလို့ဤအရှင်မြတ်တို့သိတဲ့သစ္စာလေးပါးကိုသိရပါလို့ဤလှူလိုက်ပြန်ရောပြုတ်နောက်တရားနာပိဿရေတစ်ထေကထလှူတယ်ဒီတော်ဟောဒီတဏ္ဍစာကိုလှူရသောကောင်းမှုကြောင့်ဒီကပ်မျိုးမကြုံရပါလို့တောင်းတလုံးနဲ့မျိုးရိတ်ခါတွေလှဲ့ပြီးတော့လဲဇဘူးတွေတစုံလုံးပေးလို့မကုံတော့ကိုဖြစ်ရပါလို့ဤအရှင်မြတ်တို့သိတဲ့သစ္စာလေးပါသိရပါလို့ဤလှူလိုက်နောက်တစ်ထေချွေးမလေးကထလှူတယ်တပည့်တော်တဏ္ဍစာလှူရသောကောင်းမှုကြောင့်ဒီကပ်မျိုးမကြုံရပါလို့လွယ်အိတ်တလုံးနဲ့အသပြားတွေနှိပ်ပြီးတော့လှူတော့လဲမကုံရပါလို့အရှင်မယားတို့သိမြင်တဲ့သစ္စာလေးပါကိုသိရပါလို့ဤတောင်းလိုက်ဒီထက်ကျွန်းပုံနာတယောက်ကြံတော့သူကလည်းလှူတာပဲပြိဿရေလှူပြီးတော့တပည့်တော်လှူရသောကောင်းမှုကြောင့်ဒီကံမျိုးမကြုံရပါလို့တပည့်တော်ထွန်သွားတစ်ချောင်းနဲ့ထွန်တဲ့အချိန်ခါမှာလက်ဝဲလက်ရသုံးချောင်းစီပွားပြီးတော့ခုနှစ်ချောင်းရထင်ရပါလို့ဤဖေဟာတပည့်တော်ဒီဖြစ်လေရပါဝဟောဒီအရှင်သခင်များရဲ့ကြည်ကျွန်းသာဖြစ်ရပါလို့ဤဖေဟာကြည်ပြမွဲခြင်းနဲ့ခွေးပါတယ်ကံကျွန်းကကျွန်းစုပြန်တောင်းတာဒါပတိလေကျွန်းသာဆိုတာတစ်ထင်း5ဦးနဲ့လက်ရည်တစ်ပြင်ဒီစားနိုင်တဲ့ကျွန်းဆိုတော့တန်မြင်ညကျွန်းမမှုပဲခုခေတ်သိမ့်ဒီပေါက်တဲ့တစ်ထင်းအဲ့ဒီကျွန်းပဲမှီလိမ့်နော်ဒါကြောင့်မို့အဲ့ဒီတစ်ထင်းတွေရဲ့ကျွန်းဖြစ်ရှင်တာပေါ့အခုခေတ်ကတ်စည်းနဲ့တစ်ထင်းတွေရဲ့ကျွန်းဆိုရင်ဘယ်ဖြစ်ရှင်လိမ့်ကဲဒီလိုတောင်းပြီးတော့လှူလိုက်ကြလှူပြီးတော့ပြစ္ဆေကဗုဒ္ဓရှင်မြတ်ကအစီတံပတိတံတုံရှံခိပ္ပါမေဝဟာသမိတ်ဇတုပေးမြဲစုပြည့်စေလို့ပေးပြီးတော့ပြစ္ဆေကဗုဒ္ဓပြန်ကြွတော့လေတရားနာပိဋကပြစ္ဆေကဗုဒ္ဓကဟိုကောင်းကင်ကန္ဓမာရဏတောင်ရောက်အောင်မြင်စေဆိုတဲ့အဓိဋ္ဌာန်ချက်ပြုပြီးသူ့တပိတ်တစ်လုံးထဲကထုတ်ပြီးပြစ္ဆေကဗုဒ္ဓ900လှူတာမကုန်တာတွေသူတို့မြင်ရတော့တရားဘလဝပိုကြည့်တာဗောဗျဒါနဲ့တရားနာပိဋကကြီးအစားစားမစားရဘဲနဲ့တထေငါဥအိတ်ရာကနေပြီးတော့တထေးကြီးနိုးလာတော့တထေးတော်ကြီးခြာလိုက်တာကွာဝင်းနေလေပူလောင်လှကြီးရဲ့စားစရာလေးတစ်ခုလောက်မရှိဘူးလားအဲ့ဒီတော့တရားနာပိဋကကြီးတထေးတော်ကြီးမျက်ရည်ဝိုင်းလာဟေးတနာလိုက်ပါပြီငါတနာလှကြီးရဲ့တထေးကြီးဘယ်တော့မှဒီလိုမညီဘူးပဲနဲ့ငါတို့ဘယ်လိုနည်းနဲ့မှတို့ဘဝမကုန်နိုင်ဘူးလို့တွက်ချေချထားတဲ့ပစ္စည်းတွေကုန်လို့အခုစားစရာတနတ်စားတောင်းမှမရှိတော့တဲ့ဘဝမို့တထဲကြီးကျုပ်တနာလိုက်လေချင်းဒါပေမဲ့လို့မရှိဘူးလို့လည်းသူ့ပါးစပ်ကမထွက်ရဲဘူးဗျာမရှိဘူးပြောရမှကြောက်သွား
မဲအိုး9ယောက်သားစားဖို့ခူထားပြီးပြစ်စိတ်ကဗုဒ္ဓလှူလိုက်တာလေသူအတိသားနဲ့ပြည့်ရသားနဲ့မေးနေတော့မရှိဘူးပြောရမှလည်းသူကြောက်မှတ်ကြနော်ရှေးတုန်းကမရှိဘူးပြောရမှသိကြောက်ကြည့်ဟိုမှာမရှိဘူးပြောရမှကြောက်တော့ငါကိုယ်တိုင်ယူပြမယ်ဆိုပြီးအိမ်ထဲဝင်သွားတယ်ဟိုထမင်းအိုးလေးမပြမလို့ထမင်းအိုးလေးမပြမလို့မိဖို့တဲ့ဝင်သွားတော့ထမင်းတွေကစလောင်းမုံလေးကြွားပြီးတော့အကုန်ပြည့်ဟောကြည်စားဟာထမင်းတွေပြည့်နေပါဖြစ်လားဟင်တထေးကြီးပြမယ်တထေးကြီးကိုငါဝါအောင်ကျွေးလိုက်မယ်လေဝမ်းသာလွန်းလို့လက်ကလေးနဲ့ထမင်းအိုးမပြီးတထေးကြီးဟဲ့ဘာတော့ကွမလီကျုပ်လေကျွတ်တို့9ယောက်ဟောစားဖို့ပြင်ပြီးတော့ပြည့်စိတ်ကဘုရားလှူလိုက်တာသိရသားနဲ့မရှိဘူးလားမေးတော့ကျုပ်ကမရှိဘူးဆိုတဲ့စကားပြောရမှကြောက်လွန်းလို့ဝင်ကြည့်ထမင်းတွေပြည့်နေပြီးတော့ဟောဒီအာရအောင်စားအာရအောင်ဝအောင်စားပြီးတော့လို့ထမင်းအိုးလေးကပြလိုက်တော့တထေးကြီးဝမ်းသာသွားဟာဟေးဒါဖြင့်တို့တနတ်စာလှူတဲ့ဒါနအကျိုးပေးပြီကွာကောင်းစင်မင်္ဂလာပြုပြီးကောင်းငင်မော့ကြည့်ပြီးလက်ခမောင်းခတ်တာကြီး2500စပါးတွေပြည့်တထေးတော်ကလည်းပဲလက်ဝဲလက်နဲ့ကင်ပြီးတော့တရားနာပြေးတာဟောထမင်းအိုးလေးနဲ့လက်ရလက်နဲ့ရောင်းမနဲ့ခူးကျွေးတာတပြေလုံးကျွေးတာကုန်မှုတဲ့ဗျာပေးသားကြီးသဘူးတွေတချို့လုံးကျွေးလိုက်တာထမင်းတိုးတဲ့နဲ့မကုန်ဘူးတဲ့ပေးသားကြီးခုခမရတို့အဲ့ဒီထမင်းအိုးများမရကြဘူးလားရကြဝယ်ကြဒါရှိတာကိုဗျာဝယ်မရမှာကျုံလည်းဘာတန်းနဲ့ဖုန်းကြီးမဟုတ်ဘူးကြည့်တရားနာပြေးတာအဲ့ဒီထမင်းအိုးနဲ့ရှောက်ပြီးဝေးတာကုန်မှုတဲ့နောက်တရားနာပြေးသားတထေးသားကလည်းတောင်းတလုံးနဲ့မျိုးရိတ်ခါတွေရှောက်ပေးမကုန်တထေးချွေးမလေးကလည်းလိုအိတ်တလုံးနဲ့အတပြားတွေ၌လူမကုန်အမလေးကျွန်းယောက်ျားကလည်းထွန်သွားတစ်ချောင်းနဲ့ထွက်ထွန်းတာတရားနာပြေးသားဟော9ချောင်းရထင်တဲ့ဗျာဒါကြောင့်အဲ့ဒီတထေးငါဦးကိုအကြောင်းပြုပြီးတော့ဇဘူးဒိတ်တကျွန်းလုံးငတ်ပြတ်နေတဲ့ဒုဝိကန္ဒရကကြီးထမင်းတနတ်စာလေးနဲ့ကဲနိုင်ခဲ့တဲ့ဆိုတာသိရသဖြင့်တရားပေါက်ကြပါစေမန္တလေးမြို့မှာရှိတဲ့ဝါဝါတွေဝင်ထိန်ပြီးတော့ယခုလိုတက်တမြသင်ကြားပြီးတော့တရားဓမ္မတွေဖောက်တယ်ချဖယားအဆုံးမတွေမပြောက်ပြက်အောင်ထမ်းဆောင်နေရတဲ့တန်ဃာတော်အရှင်မြတ်များစေတနာထားပြီးတော့မန္တလေးရွှေမြို့တော်ကြီးကဝအောင်ကျွေးနိုင်ကြပါစေဒါပဲကျွတ်တို့ဆူတောင်းရမှန်လားတရားနာပြေးစားကြီးတိုင်းထားကြောင့်တရားနာပြေးစားရေမဟာဒုတ်တင်မကဘူးခမရတို့ပေါ်စေရနာပို့ပြီးကျုပ်ဒီဇတ်ထုတ်တထုပ်အပြေးလွှာခတ်တုတ်တုတ်ဟောရတာနော်နောက်ပိုင်းကြတော့မဟုတ်ဘူးဟုတ်တယ်ဇွညင်းမဲ့ဆိုတာကျုပ်ဟောတော့မှဖြစ်တဲ့ဖြင့်အခုခိတ္တရဆိုင်တဲ့အချိန်ခါမှာခမရတို့ဖြတ်ပိုင်းကလေးတွေနဲ့ဟာပတိုင်းပေးတော့နဲ့လှူဒန်းညာဗျာဂိုင်းနားပါရစီအိုးဗမာရင်းနာမမေ့မလျော့မပေါ့မဆာတော်တတိတရားဖြင့်တံပါရိထမိမိတို့ရည်မှန်းသမျှလွယ်လင့်တူရှိလို့မပင်ပန်းကြတာဖြင့်ကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်း